Hello, MCQ practice challenge time again. So, teacher ဒီခေါက်37ကနေ39နော်သုံးဖို့တစ်ချက်တူတူတွက်ကြည့်အောင်37က find a such that ဆိုပြီးတော့ cos x plus sin x equal to 0လို့ပေးထားတယ်ဒါကတကယ်လို့ဒါ teacher တို့ပုံမှန်အလို့ရတဲ့နဲ့ sin 0 cos 0အဲ့လိုပဲ sin 180 cos 180အလို့ရတဲ့နဲ့တောင်းနေရှိရလေချဲ့ရင်တော့ပြောဘူးတဲ့0 degree 90 degree 180 270အဲ့ဒါတွေက unit circle ကသိမယ် and then 45 30 60 special triangle ကနေသိမယ်အဲ့ဟာတွေကိုဒါကိုကအလို့ရတယ်ဆိုလို့ရှိရင်အဖြေက A စေရွေးလို့ရတဲ့ဟာပါအဖြေတန်းပြီးတော့ထွက်လာမှာ but မရဘူးဆိုရင်တော့မှပဲခံမှန်းလို့ရနိုင်တယ်လို့ရှိတယ်လွယ်လွယ်ကူကူဘာမှမတွက်ဖ ೇನೆ တစ်ချက်ကြည့်အောင်teacher တို့က quadrant တွေကို all side tan cos ဆိုပြီးတခါလေကြာရင်အလွယ်ပြောကြတယ်ဒါကဘာကိုပြောတာလဲဆိုတော့ first quadrant မှာ all လို့ပြောတာက sin ရော cos ရော tan ရောရဲ့အဖြေကအပေါင်းဖြစ်တယ်လို့ပြောတာပြောချင်တာအဲ့ထဲမှာရှိတဲ့ sin 30 cos 30 tan 30ဆိုလဲအပေါင်းအကုန်လုံးသုံးခုလုံးအဲ့လိုပဲ sin 70တို့ cos 70တို့ tan 70တို့ဆိုလဲအကုန်အပေါင်းပဲထွက်မှာပဲအဖြေမှာအနှုတ်ပါမလားဒါကိုပြောချင်တာ and then second quadrant မှာじゃ sin လို့မှတ်တယ်ပြောချင်တာ sin တစ်ခုပဲအပေါင်း sin တစ်ခုပဲအပေါင်းဆိုတော့sin 120ကအပေါင်းဖြစ်ပေမဲ့ cos 120တို့ tan 120တို့ဆိုရင်အနှုတ်ဖြစ်မယ်လက္ခဏာပိုင်းကိုပဲတစ်ချက်ပြောတာနော်တန်ဖိုးတွေကိုဘာမှမပြောသေးဘူးအဲ့လိုပဲ third quadrant မှာဆိုရင် tan တစ်ခုပဲအပေါင်းဖြစ်မယ်နောက်ဆုံး fourth quadrant မှာဆို cos တစ်ခုပဲအပေါင်းဖြစ်မှာအဲ့လိုစဉ်းစားလိုက်ရင် teacher တို့ရဲ့ A ကိုကြည့် A က first quadrant မှာရှိတာ so cos ရော sin ရောကအပေါင်းထွက်နေရင်သူတို့နှစ်ခုကိုပေါင်းလိုက်ရင်0ဖြစ်เสียအကြောင်းမရှိဘူးလေဒီချက်တို့ဒါကိုသိမယ်ဟုတ်တယ်မလားရိုးရိုးစဉ်းစားရင်တော့တစ်ခုကအပေါင်းတစ်ခုကအနှုတ်ဆိုမှသာပြန်ကြည့်မှာပေါ့အဲ့တော့ A လိုမျိုး first quadrant မှာရှိရကောင်မဖြစ်နိုင် BCD ကကြဒီချက်တို့ unit circle ကနေအဖြေတန်းပြီးစဉ်းစားလို့ရနိုင်တဲ့ဟာတွေအဲ့တော့ unit circle လေးကိုဒါအမျက်လုံးနဲ့မြင်မယ်ဆိုရင်ဘယ်လိုစဉ်းစားဒီသုံးခုပဲမဟုတ်ဘူးဆိုတာသိနေမှာပါ so ဒီချက်တော့မှ E ပဲရှိတော့တယ်နောက်ဆုံးဖြစ်နိုင်ခြေက okay เนาะ E က second quadrant မှာရှိတယ် so sin ကအပေါင်းဖြစ်မယ် cos ကအနှုတ်ဖြစ်မယ်ဒီအဖြစ်ဖြစ်နိုင်တယ်ဒီလိုမျိုးတန်းပြီးတော့ရွှေ့လို့ရပါတယ်တန်ဖိုးတွေသိရင်တော့ပုံမြန်တာပေါ့နော်တန်ဖိုးတွေသိလို့ရှိရင်တော့ဥပမာsin 0ဆို0 cos 0က1ဒီလိုသိထားရင်ပေါင်းလိုက်ရင်0မဖြစ်ဘူးပို့ပြီးကွက်တိသိမှာပေါ့အဲ့လိုပဲဒီချက်တန်ဖိုးတွေနည်းနည်းပြောနေမယ် sin pi by 4ဆို1 by root 2 cos pi by 4ဆို1 by root 2ပေါင်းလိုက်လို့0မဖြစ်ပါ sin 3 pi by 4 1 by root 2 cos 3 pi by 4 minus 1 by root 2ပါပေါင်းလိုက်ရင်0ဖြစ်သွားမယ်ဒါကတော့ပို့ပြီးတိကျကျသိတယ်လို့ပေါ့ပို့စဉ်းစားလို့ရတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီဟာကမြန်မြန်ဆန်နဲ့အဖြေထွက်တဲ့ဟာပါ okay ဆက်ကြည့်မယ်38ကတော့နည်းနည်းလေးကြာနိုင်တယ်သူကကြတော့ teacher တို့ကိုပေးထားတဲ့ point တွေထဲမှာတဲ့ which of the following points is inside the triangle and closed by 3 line triangle ထဲမှာရှိမလဲဆိုတော့ triangle စွဲကြည့်လိုက်လို့ရှိရင်မျက်လုံးနဲ့မြင်သွားလိမ့်မယ်ဒီမှာ triangle လေးစွဲဖို့လုပ်မယ်R1 က y equal to 0ဆိုတော့သူက x axis line ပဲเนาะဒါရ R1 R2 ကじゃ y equal to 2x ဆိုတော့ x က0ဆို y က0 x က1ဆိုရင် y က2 so x က1 y က2တစ် point လောက်တစ်ချက်ပါ2 0, okay ဒါ R2 R3 က y equal to တဲ့ minus x plus 7 minus x plus 7ဆိုတော့ x က0ဆို y က0sorry x က0ဆို y က7ပါစကားမှပြောတာy က0ဆိုလဲ x က7 so 2 3 4 5 6 7ဆိုဒီလိုအပေါ်နာလောက်ဒီချက်သွားလုံးလိုက်မယ်0 7အဲ့လိုပဲ2 6 7ဒီနားလောက်ပဲလွယ်7,0เนาะ0,7နောက်ပုံရှင်းချင်တယ် that is R3 အဲ့တော့
ဒီ line တွေကြားထဲမှာဒီ triangle ထဲမှာရှိမယ်ဟာအဲ့တော့တစ်ချက်ဒီ intersection point ကိုသိချင်တယ်လွယ်ကူပို့ပြီးစဉ်းစားလို့ရအောင် line နဲ့ကြောင်း intersection point သိချင်ရင် 2x နဲ့ minus 7ကိုပြင်ကြည့်လိုက်ပါ so 3x equal to 7 x က2.3 လောက်ပေါ့ဒါဆိုရင်2.3 4.6 ဖြစ်သွားမယ် okay စဉ်းစားကြည့်မယ် a 3.5ဒါက2.3 3ဆိုတော့သူ့ရဲ့ညာဘက်ကိုပို့ရောက်မယ် and then 5ဆိုတော့အပေါ်ပါရောက်မယ်ဘလို့မှ triangle ထဲမှာရှိစရာအကြောင်းမရှိဘူး okay เนาะအဲ့ဒါဆို a မဟုတ်အဲ့လိုပဲဖြည်းဖြည်းချင်းကြည့်သွားရင်အဖြေပေါ်လာလိမ့်မယ် b ဆိုလဲ4ဆိုတော့ဒါ2.3ဆို3 4ဆိုတော့ဒီနားလောက်မှရှိမှာ4.4.6အောက်ကိုနည်းနည်းချ4ဖြစ်အောင်လို့အဲ့ဆိုဒီမှာအပြင်မှာပဲဖြစ်နေအောင်မယ်ဟုတ်တယ်နော်အဲ့လိုပဲကြည့်လိုက်လို့ရှိရင်1.-3 y အနှုံးမရှိပါ triangle ထဲမှာ x အနှုံးမရှိပါဒီ triangle ထဲမှာအဖြေက d ပါ d ပဲပို့ပြီးတော့ဖြစ်နိုင်တာပါโอเคပို့ပြီးတော့ scale လေးနဲ့ဆွဲမယ်တစ်လောက်ပါလေးဆွဲမယ်ဆိုဘယ်ဟာအထဲမှာလဲပို့ပြီးတော့မြင်လာလိမ့်မယ် graph တွေကြည့်နေကြတော့ဖြစ်ရမယ်နော်ဒါလည်းအချိန်တော့အရင်မလိုပါဘူး39ကတော့နည်းနည်းလိုမယ်အချိန် so an equilateral triangle ဒီချက်တို့သုံးနိုင်เนาะဒီသုံးလုံးတွေတော့သိရမယ် is inscribed ဆိုအတွင်းမှာရှိမယ် in a circumference circle ကိုပဲပြောတာ circle အတွင်းမှာ equilateral triangle တခုရှိတယ်သုံးလုံးသိရမယ်အဲ့ဒီသုံးလုံးကိုမသိရင်တော့ဘာမှဆက်လုပ်လို့မရပဲဖြစ်သွားမှာ circle ကနည်းနည်းရှည်လမျိုးဖြစ်သွားသလိုပဲ wait pink like not the best maybe yeah okay လောက်တော့ရပါပြီequilateral ဆိုတော့ L the ratio of the length of the circumference ဆို circumference ရဲ့ formula သိရမယ်2 pi 2 the triangle parameter ဆို parameter ပေါင်းလိုက်ရုံပဲသူဒီအဲ့ဒါကိုအချိုးယူဆိုတော့အချိုးယူလိုက်ရင် r နဲ့ l နဲ့ခြေလို့မရအဲ့တော့အဖြေမထွက်သေးအဲ့တော့ကိုသိရမှာက r နဲ့ l နဲ့ဆက်သွယ်ချက်အရင်သိရမယ် okay အဲ့လိုလေးသိရင်အကောင်းဆုံးပေါ့အဲ့တော့တချို့က r နဲ့ l နဲ့ဆက်သွယ်ချက်ကိုအတော့များလို့တန်းသိတဲ့လူတွေလည်းရှိတယ် but မသိရင်လည်းပြဿနာမရှိဘူးဒီချေတို့ဒီကနေရှာလို့ရတယ်နော်အဲ့တော့ r နဲ့ l ဘယ်လိုရှာမလဲဆိုလို့ရှိရင်ဒီချေတို့က triangle ရဲ့အလဲ center ပေါ့လေ center circle ရဲ့ center ရှိမယ်အဲ့မှာချက်ပြုတ်လုံးချက်လေးနည်းနည်းထပ်ထည့်မယ် center နဲ့ vertex လေးစလိုက်မယ်ပေါ့အဲ့တော့ center နဲ့ vertex နဲ့စတာဆိုဒါတွေက r တွေပြီးတော့ဒီတောင်းက60ဘယ်လိုသိလဲဆို equilateral triangle အဲ့တော့60ဒါဆိုရင်ဒီရောက်ကတောင်းတရားသူ့ကိုလည်းတချို့ဘယ်လိုသိလဲဘိုးခံဆောင်တောင်းကအဝင်ပိုင်းခံဆောင်တောင်းရဲ့2ဆ120 okay အဲ့ရနေပြီးတော့ဆက်ကြည့်ရမယ်အဲ့ရနေဆက်ကြည့်ရင်ဒီချက်အောက်မှာဆွဲလိုက်မယ်မျိုးမြင်ရ120120ဆိုတော့ဒီဘက်က30ဒီဘက်က30ဒီမှာက r ဒီမှာ l so တောင်းပန်အတွေ့ကံမပါတော့ trigonometric ratios တွေသုံးလို့မရဘူးဖြစ်နေဒီချက်တော့တောင်းပန်ဆိုမှ sin တို့ cos တို့အချိုးသုံးလို့ရတာအဲ့တော့တောင်းပန်ပေါင်းတောင်းပန်လေးကျွန်တော်ဆွဲချလိုက်ဘောကနေတက်အဲ့ဆိုလို့ရှိရင်ဒီချက်တော့ L by 2ပေါ့နော်တော့ကိုရောက်လာမှာဆိုတော့ဒါလေးက L by 2ဒါဒါဆိုလို့ရှိရင်အချိုးတွက်လို့ရပြီအဲ့တော့ကိုလိုချင်တဲ့ဟာနှစ်ခုကိုအချိုးချမယ်30ရဲ့ A နဲ့ H နဲ့ကိုအချိုးချမှာဆိုတော့ cos 30 A က L by 2 H က R အဲ့တော့ကြတော့ L by 2 R cos 30ရဲ့အတွက်က zero special triangle ကနေသိရမယ်recall ပြန်ခေါ်ပေးမယ်မသိရလို့ရှိမှာဆိုလို့သူ့အချိုးကခဏချိုးက1 2 root 3ဒါလေးအသုံးစင်အဲ့တော့ cos ဆိုလို့ရှိရင် root 3 by 2ဒါတော့ကြည့်တတ်ရမယ်နော်ဖုန်းရင်ကြီး
ခြေတရားရှိရခြေ L က root 3ရပြီးသားလို့ဆိုရင်တော့ဒါတော့ဖို့အချိန်မလိုတော့ဘူးပေါ့နော်တမ်းမှတ်မိတဲ့လူကတော့မှတ်မိလဲတွက်မယ် root 3ကထွက်လာရင်အချိုးယူလို့ရပြီ C by D by R by DL root by R 3L က root 3 R ခြေ root by 3 root 3ဖြည့်ကြည့်လိုက်မရှိသေးဘူးဒါဆို rationalize လုပ်ရမယ်အပေါ်ရောအောက်ရောကို root 3နဲ့မြင်အောင်ဒါဆို 2 root 3 by 339ပါပြီလားပါပြီနော်ဒီ okay ဒါဆိုလို့ရှိရင်အဖြေရပြီနော် okay ဒါကတော့နည်းနည်းကြာတယ် geometry အားနဲ့တွေပါဆိုတော့ဒီချက်အမြဲပြောတယ်ကြာလဲကြာမယ်ဆိုရင်အမှတ်ကလွယ်တဲ့ပုံနဲ့ရှည်တဲ့ပုံနဲ့ပေးထားတာတူပဲလွယ်တဲ့ပုံပဲအရင်တွက်ပါလွယ်တဲ့ပုံတွေအရင်တွက်ပြီးအမှတ်များရအောင်လုပ်ပါအချိန်ုံတစ်ချက်ကြည့်ပြီးတော့မှဒီချက်တို့တွေအချိန်ပိုပဲဆိုမှကြာမယ့်ဟာတွေကိုပြန်လာတော့မယ်နော် okay so that's all for today ပါ next week ကျမှချက်နောက်ထပ်3ပုံဆက်သွားပေးပါမယ်